မင်္ဂလာပါရှင်ဆရာမဖြိုးမောက်ခင် YouTube channel ကနေကြိုဆိုပါရစေဒီဗီဒီယိုလေးထဲမှာ2025ဒီဇင်ဘာလအတွင်းဗုဒ္ဓဟူသားသမီးတွေရဲ့အထွေထွေကံကြမ္မာမိတ်ကိုဖတ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးအရင်ရှိတော့မှဆိုတဲ့အတွက်တဲရော့ကတ်တွေကိုတစ်ခါလေးချထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓဟူသားသမီးတွေကဒီဇင်ဘာလအတွင်းမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာမျိုးတွေအလုပ်အရန်ရှုပ်တာမျိုးတွေကြုံတွေ့ရတတ်တယ်ကို့မှာဘဝမှာလောက်ရမယ့် PR တွေများနေတာမျိုး pressure တွေရှိတာမျိုး over burden လို့ခေါ်တယ်ဝင်တော့ဝင်ဖို့ဖြစ်တာမျိုးကိုတယောက်တည်းနဲ့တာဝန်တွေအကုန်ထမ်းရွက်ရတာမျိုးတွေ responsibility တွေများနေတာမျိုးလေးတွေတွေ့ရတယ်ဒါကြောင့်မိမိမှာအလုပ်ရှုပ်တာမျိုးတွေကြုံတွေ့ရတတ်တယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ့်နမိတ်မျိုးတွေရှိနေပါတယ်ဒါလေးတစ်ချက်သတိထားဖို့အတွက်လိုပါတယ်စိတ်ပင်ပန်းလို့ရှိရင်လူပင်ပန်းတာကိစ္စသိမရှိပေမဲ့စိတ်ပင်ပန်းပို့ပြီးတော့စိတ်ထိခိုက်တတ်တယ်ဒါလေးတစ်ခုသတိထားပါနောက်တစ်ခုဒီမှာကျွန်မဗာပြောချင်လဲဆိုတော့တချို့သောသူတွေကခီးသွားဖို့ကြံစီတာမျိုးလေးတွေကြုံတွေ့ရတယ်တချို့တွေလည်းခီးသွားဖြစ်နိုင်ပါတယ်တချို့သောသူတွေကဒီဇင်ဘာလအတွင်းမှာခီးသွားဖို့ plan ချနေတာမျိုးတွေအစီအစဉ်ဆွဲနေတာမျိုးတွေတွေ့ရတတ်တယ်တချို့ကလည်းနိုင်ငံရေးချတဲ့ကိစ္စပတ်သက်တွေနောက်တစ်ခုကဒီလူမျိုးခြားဘာသာခြားကိစ္စမျိုးတွေလုပ်ဖို့အတွက်ကြိုးစားနေတာမျိုးတွေတွေ့ရတယ်တချို့ကလည်းနိုင်ငံခြားအဆက်အသွယ်ရဖို့ပေါ့နော်ဒီလိုမျိုး energy လေးတွေတွေ့ပါတယ်ဗုဒ္ဓဟူသားသမီးတွေကတခုသတိထားဖို့အတွက်ရှိတယ်မိမိလုပ်နေတဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မိမိရဲ့ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာတယောက်နဲ့တယောက်နဲ့မသိမြတ်တာမျိုးလေးတွေသဘောထားချင်းမတိုက်ဆိုင်တာလေးကြုံတွေ့ရတတ်တယ်ဒါကတော့ကိုလုံးလုံးတဲ့ပတ်ဝန်းကျင်တွေကိုကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာသတိထားဖို့အတွက်လိုပါတယ်ဒါပေမဲ့လည်းကိစ္စမရှိဘူးဗုဒ္ဓဟူသားသမီးတွေကဒီကာလအတွင်းမှာတော်တော်လေးကံကြမ္မာနမိတ်တွေကောင်းနေရတယ်ဘာကြောင့်လဲဆိုတော့လူအများကကိုယ့်ကိုချီးကျူးတာတွေလူအများရဲ့အာရုံစိုက်ခံရခြင်းတွေကြုံတွေ့ရတယ်ကိုလုံးတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကို့မှာအောင်မြင်မှု achievement တွေရတတ်တယ်ကိုစူးစမ်းထားတဲ့အရာတွေအသိပွင့်တွေခံစားပြီးတော့လူအများကကိုယ့်ပေါ်မှာယုံကြည်လေးစားတာမျိုးတွေ recognize လုပ်တာလို့ခေါ်တယ်အတိမတ်ပြုတာတွေချီးကျူးခံရတာမျိုးတွေတုံတွေ့ရဖို့ရှိတယ်ဗုဒ္ဓဟူသားသမီးတွေကဒါကြောင့်တချို့သောသူတွေအကယ်၍များယာရုတိုးဖို့အတွက်အခွင့်အလမ်းရှိတာမျိုးဒီဇင်ဘာလထဲမှာရှိမယ်ဆိုလို့ရှိရင်မိမိမှာတိုးတက်ခြင်းအလုပ်ကိုင်နဲ့ပတ်သက်တဲ့တိုးတက်ခြင်းယာရုတိုးခြင်းလေးတွေကြုံတွေ့ရတတ်တယ်လို့မြင်ပါတယ်ဒါပေမဲ့ခက်နေတာကဘာလဲဆိုတော့တခုတော့သတိထားစရာရှိတယ်ပတ်ဝန်းကျင်ကြားလူအနောက်ရှက်လေးတွေရှိတယ်ဒါကြောင့်မလို့ကိုကမိမိကပေါ့နော်ဘာသာရေးလေးပို့လုပ်တယ်ဆိုတော့ပူကောင်းတယ်မိမိကိုယ်ကိုယ်ရဲ့ဘာသာရေးလေးလုပ်တဲ့အခါမှာကိုယ့်ရဲ့ကံနောက်ထပ်2ဆလောက်မြင့်တက်သွားတဲ့အခါမှာဘဝမှာကိုလိုချင်တဲ့ပန်းနိုင်ကိုလွယ်လွယ်ကူကူနဲ့ရောက်မဲ့နမိတ်မျိုးလေးတွေ့တယ်နော်ဒီလိုမျိုးလေးတွေ့တယ်ဒါကြောင့်နောက်တစ်ခုပြောပါမယ်ဒါကတော့တချို့သောသူတွေပေါ့နော်ချစ်သူရည်စားတို့မိမိချစ်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့တခုဒီမှာမပြောချင်လဲဆိုတော့ကိုကလေအချစ်ရေးမှာအချိန်မပေးနိုင်တာမျိုးလေးတွေ့ရတယ်ကိုကိုယ်တိုင်လည်းလှုပ်ရှုပ်တာမျိုးကိုနဲ့ပတ်သက်တဲ့ကိုချစ်သူကိုအိမ်တောင်ပဲဒီလိုလူမျိုးကလည်းလှုပ်ရှုပ်တာမျိုးလေးကြုံတွေ့ရတယ်ဒါကြောင့်တယောက်နဲ့တယောက်နဲ့အချိန်မပေးနိုင်မဲနဲ့ဒီစကားများရန်ဖြစ်တာမျိုးလေးမိမိရဲ့အချစ်ရေးမြတ်တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာကြုံတွေ့တတ်တယ်နော်အဲ့တော့ဂျားလူဝင်တတ်တဲ့သတိထားပါပေါ့နော်ဂျားလူဝင်တတ်တယ်ဂျားလူဆိုတဲ့နေရာမှာတတိယသူလို့ဆိုလိုတာထက်စားလို့ရှိရင်တော့ဥပမာမိသားစုဝင်နေစိတ်မိုးသားခြင်းတွေတငယ်ချင်းပေါင်းတဲ့ဒီလိုလူမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်ဒါလေးတွေသတိထားပါအဲ့တော့ကျွန်မဒီမှာဘာကိုတွေ့ရလဲဆိုတော့ဗုဒ္ဓဟူသားသမီးတွေတချို့ကကြတော့လေမိမိမှာအရန်ကိုမှစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့စိတ်ပင်ပန်းနေရဆိုတော့မှညတွေမှာအတွေးဖိစီးမှုတွေများနေတတ်တယ်လူပင်ပန်းလို့စိတ်ပင်ပန်းလို့ဆိုအစောကြီးအိတ်ကြရမှာဒါပေမဲ့မအိတ်ဖမ်းနဲ့ကို့မှာပူပန်မှုတွေတွေးနေရတာကိုငါဘာတွေဆက်လုပ်ရမလဲငါအနာဂတ်မှာဘာတွေတွေးရမလဲဆိုတာမျိုးတွေနဲ့စိတ်ကပင်ပန်းမှုတွေတွေ့ရတယ်ဒါကြောင့်စိတ်ပင်ပန်းလူပင်ပန်းအရန်ဖြစ်မခံပါနဲ့ဒီမှာအလုပ်ရှုံးရမယ့်ပုံစံလေးတွေလည်းဒီမှာတွေ့နေရတယ်ဒီမှာအလုပ်အရန်ရှုပ်တယ်စိတ်ကြီးကလည်းဖိစီးမှုများတဲ့ energy မျိုးလေးတွေဒီမှာတွေ့ရတယ်ဒါကြောင့်ကျွန်မဒီဗီဒီယိုထဲမှာဟောတဲ့ကောင်းတဲ့ကံကြမ္မာနမိတ်တွေအကုန်မှန်ပြီးတော့မကောင်းသောကံကြမ္မာနမိတ်တွေလွဲပါစေလို့လည်းဆုတောင်းပေးပါတယ်ဒီ profile လေးကိုဒီမှာပဲကျွန်တော်တို့ရပ်ပါမယ်ရှင်ကျွန်မရဲ့ YouTube channel ဖြစ်တဲ့ဆရာမဖြိုးမောက်ခင် channel ကို like and subscribe လေးလုပ်ပေးပါရှင်ကျွန်မဗာလေးပဲတင်နေအစောဆုံးလေးသိရဖို့အတွက် notification လေးလည်း on ထားပေးပါလို့မေတ္တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်